မ်းသာတဲ့သခင်လေးမိုက်ဟာစံပြုတ်ဦးတဲ့ကိုပိုးကောင်နဲ့စားရီလက်တဆုပ်စာလောက်ခတ်ထည့်လိုက်ပါတယ်ပြီးတော့တိတိကျကျမွေးနောက်ပြီးအတိရောက်လာတဲ့မွေးစားညီမလေးအန်နာကိုစပြီးပညာပြဖို့ပြင်လိုက်တာပေါ့ဒါပေမဲ့မထင်မှတ်ပဲမိုက်ရဲ့အဖေတထေးကြီးဟာအဲ့ဒီနားကနေဖြတ်သွားခဲ့ပါတယ်ပုံမှန်ဆိုအပြင်းကြီးတဲ့သားဖြစ်သူကသူကိုယ်တိုင်ချက်ပြုတ်နေတာကိုမြင်တော့တထေးကြီးလည်းအယံဝမ်းသာသွားပြီးအဲ့ဒီစားငံနဲ့စံပြုတ်ကိုတစ်ခွက်လုံးတောက်ချလိုက်ပါတော့တယ်တထေးကြီးဟာသားဖြစ်သူရဲ့လက်ရကိုချီကျူးဖို့လုပ်နေတော့မှာပဲခဏအကြာမှာပဲဘိုက်ထဲကရင့်လာတာကြောင့်အိမ်သားတဲကိုအပြေးသွားရပါတော့တယ်ဒါကိုကြည့်ပြီးမိုက်တယောက်အစီအစဉ်ဖြစ်သွားလို့အယံကိုစိတ်ပြတ်သွားတာပေါ့ဒါပေမဲ့သူ့မှာနောက်ထပ်အစီအစဉ်တစ်ခုရှိနေပါသေးတယ်သူဟာအစောကလေးကမက်မွန်တီကအမွှေးမြင်တွေကိုမျက်နှာတုပ်ပူဝါပေါ်မှာပုတ်တိုက်ထားခဲ့တာပါပြီးတော့သူကပြုံးစီစီနဲ့အန်နာကိုချွေးတုပ်ဖို့ဆိုပြီးအဲ့ဒီပူဝါကိုကမ်းပေးလိုက်ပါတယ်ဒါပေမဲ့ပါနတ်တဲ့အန်နာကတော့ဒီအကွက်ကိုတစ်ချက်ကြည့်ုံနဲ့တိလိုက်တာပေါ့သူမဟာမော်ဆွမ်းကိုတုံးပြီးလက်လေးတစ်ချက်ဝှေ့ရမ်းလိုက်တဲ့အခါအဲ့ဒီမျက်နှာတုပ်ပူဝါဟာလေပေါ်မှာပြန်ပြီးမိုက်ရဲ့မျက်နှာပေါ်ကိုတက်တက်ကြီးသွားကပ်ပါတော့တယ်ဒါနဲ့သူကတက်တော်ဆောင်တွေကိုခေါ်ပြီးအန်နာကိုအိမ်ပေါ်ကမောင်းချခိုင်းပေမဲ့တက်တော်ဆောင်တွေကတော့လုံးဝမလုံးမရှက်ပဲရက်နေကြပါတယ်တကယ်တော့သူတို့အားလုံးဟာတထေးကတော့စီကနေအမိန့်ကိုအစောကလေးကလက်ခံရရှိထားပြီးသားဖြစ်နေလို့ပါပဲဗျာတက်တော်ဆောင်တွေအားလုံးကအန်နာရဲ့အမိန့်ကိုပဲနာခံနေကြတာပါမိုက်တယောက်ကတော့သူ့ရှိမှတင်အောင်နိုင်သူလေးတန်နဲ့အနိုင်ပိုင်းပြနေတဲ့အန်နာကိုကြည့်ပြီးဘာမှမတတ်နိုင်ပဲရင်ထဲမှာဒေါသတွေတောက်အောင်နေတာပေါ့တကယ်တော့မိုက်ကအရန်ကိုစိုးသွန်းလုံးတာကြောင့်သူ့အမေဖြစ်သူတထေးကတော့စိတ်ပြက်နေတာကြပါပြီတထေးကတော့ဟာဆရာတယောက်ကိုတစ်သားလုံးနဲ့ဖုန်းကြီးเจ้าမှာပတ်ပြေးအောင်လိုက်ရိုက်နေတဲ့ကောင်မလေးတယောက်ကိုမြင်လိုက်ရတယ်အဲ့ဒါကတော့အန်နာပေါ့သူမကိုမြင်မြင်ချင်းတထေးကတော့သဘောကျသွားကဒါမှငါအမြဲတမ်းအိမ်မက်မက်ခဲ့ရတဲ့သမီးမျိုးဆိုပြီးချက်ချင်းကိုသဘောကျသွားပါတော့တယ်